စိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်စိတ်ကြီးပြီးတော့တတိကသေးရင်စိတ်လိုက်မှန်ပါလုံမိတတ်တယ်တတိဟာစိတ်အားလုံးရဲ့အချုပ်ပဲတတိပိုင်းရင်စိတ်ကိုနိုင်မယ်တတိပိုင်းရင်စိတ်ကမှားမယ်ဒါကြောင့်စိတ်ကြီးဖို့ထက်တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထက်တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ဒါအဲ့ဒီစာစုလေးမှာပါတဲ့ဘုန်းကြီးရဲ့အဓိကစကားပါပဲစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ကမြန်တယ်ဒီကနေ့ဆိုစိတ်တိုးလိုက်ဒီကနေ့ဆိုအလိုမကျဖြစ်လိုက်ဒီကနေ့ဆိုစိတ်လိုက်မှန်ပါလောက်တယ်ဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့စိတ်ဆိုးတာစိတ်တိုးတာစိတ်အလိုမကျဖြစ်တာစိတ်ကြီးတာအလုံးဟာဒေါသရဲ့သဘောတွေပဲဒေါသကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒေါသောအဋ္ဌာနာစာနာတိဒေါသဖြစ်ရင်အကြောင်းအကျိုးအကောင်းအဆိုးကိုမသိတော့ဘူးဒါကြောင့်ဒေါသသမားအခန်းနဲ့တူအခန်းနဲ့တူတဲ့အတွက်ကြောင့်ဘာဖြစ်လို့ဒီဒေါသဖြစ်ရတာလဲဒေါသဆိုတာဖြစ်เสียအကြောင်းရှိလို့အာယုံရှိလို့ဒေါသဖြစ်လာတာအဲ့တော့ဒေါသဖြစ်เสียကအာယုံတစ်ခုပေါ်လာရင်ဒေါသဖြစ်เสียရှိလို့ဒေါသလေးကဖြစ်သွားတယ်ဖြစ်ရင်ဖြစ်တဲ့အခိုက်အတန့်မှာရပ်ထားနိုင်ရင်တော့ပုရုဇဉ်တဘာဝအတော်လေးစိုးကျိုးနေသွားမှာဒါပေမဲ့ဒေါသဖြစ်တာကိုမသိတဲ့အခါကျတော့အဲ့ဒီမသိစိတ်နဲ့ပဲဇက်တိုက်လှုပ်ပြီးတော့လူတွေမှာဒေါသအလျောက်ကျွလွန်မိခဲ့တဲ့အမားတွေကအများကြီးဖြစ်သွားတယ်။ညဘုန်းကြီးကဒီစာစုလေးမှာစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလေးထည့်ပြောတာ။လူကစိတ်တော်တော်ကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းစိတ်ကြီးတယ်စိတ်အညှိုးတေးကြီးတယ်။တခါဘာပဲလုပ်လို့ကိုယ်တိုင်လုံးဝမှစိတ်တိုင်းကြတယ်။ဆိုတော့မျိုးလေးဖြစ်တဲ့အခါကျတော့တခါသူများကကိုယ်စိတ်တိုင်းကြမဖြစ်ရင်ကိုယ့်ဘာသာကိုယ်ပဲစိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေထွက်အလိုမကျတွေဖြစ်ပြီးတော့သူတို့ကိုအပြစ်တွေရှောက်မြင်နေတော့တာအဲ့တော့ဘေးကလည်းပဲဘယ်သူမှမပြောနိုင်ကိုယ်စိတ်ကိုလည်းကိုယ်ကမသိနိုင်တဲ့အခါကျတော့စိတ်အလျောက်စိတ်ကြီးတဲ့အလျောက်အမားတွေစတိုက်လိုက်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့စိုးကျိုးတွေကြီးပဲစတိုက်ဖြစ်ကုန်တော့တာနောက်ဘုန်းကြီးတို့ကစိတ်ကြီးတဲ့သူတွေမှာမြတ်စွာဘုရားရှင်အလိုတော်ရတတိကအရေးကြီးတာပဲကိုယ်စိတ်ဘာဖြစ်တယ်ဆိုတာမသိတဲ့မောဟတရားကမဟုတ်တဲ့အလုပ်တွေမှာစက်တိုက်ကျူးလွန်တာတွေဖြစ်စေတော့လူတွေမှာစိတ်ကိုဘာစိတ်ဖြစ်တယ်ဆိုတာသိရင်အဲ့ဒီစိတ်အလျောက်မလုတ်ဖြစ်တော့စိတ်လိုက်မှမလုတ်ဖြစ်တော့တတ္တဝါတွေအမှားလုပ်တယ်မဟုတ်တာတွေလုပ်တယ်ဆိုတာမသိလို့လုပ်တာသိတော့ရင်မလုပ်တတိဆိုတာကအဲ့ဒီမသိစိတ်ကိုသိတော့အောင်သူက control လုပ်ပေးတာထိန်းချုပ်ပေးတာမြတ်စွာဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ apply လုပ်ဖို့ဘုရားကဟောကြားတော်မူတာဖြစ်တယ်။နားထောင်ကောင်းရင်တက်နာယုံတက်မဟုတ်ဘုန်းကြီးတို့ဒီနေ့ပြောတဲ့ဓမ္မလက်ဆောင်လေးတွေကလည်းပဲဒါလေးတွေကိုသိပြီးတော့သူတော်ကောင်းများရဲ့ကိုယ့်ရဲ့ဘဝထဲမှာ apply လုပ်ပြီးလက်တွေ့ကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင်အထက်အလျောက်မြတ်စွာဘုရားရှင်တရားတော်နဲ့ဘဝကိုငြိမ်းအေးမှုရစေသွားမှာအမှန်ပဲ။စိတ်ကြီးပြီးတော့တတိမကြီးဘူးတတိမရှိဘူးဆိုရင်စိတ်လိုက်မှန်ပါတယ်အကုန်လုံးရှောက်ပြီးတော့လှုပ်ဖြစ်တယ်တခါကျတော့လူတွေမှာဘာဖြစ်လို့ဒေါသထွက်ရတာလဲဘာဖြစ်လို့စိတ်လိုက်မှန်ပါလှုပ်ဖြစ်ရတာလဲဘာဖြစ်လို့စိတ်ဆိုးစိတ်တူဖြစ်ရတာလဲဆိုတော့သူကတခြားအာယုန်တွေကြောင့်လို့ပြောလို့ရဘယ်သူကြောင့်ဘဝကြောင့်လို့လူတွေကအဲ့လိုထင်တာအမှန်ကတော့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိုယ်ဒေါသကြောင့်ဖြစ်တာကိုဒေါသကြောင့်ဖြစ်တာအပူဆိုတာတကယ်တမ်းကျသူများပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာကိုကခံစားလို့ဖြစ်တာကိုကမယူရင်ကိုကမခံစားရင်အပူဆိုတာမရအဲ့တော့ကိုအပူကိုအသိလေးနဲ့ညှိပြီးတော့နေမယ်ဆိုရင်အပူတတ်တာ